အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဝင်းမြောင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ပြပေးသွားမှာကတော့မက်ဆလဲပါတီတို့ရဲ့ဘဝကကြပါအကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမက်ဆလဲတီထင်ရှား၍လူသိများလာပါတယ်မြန်မာတို့ဒီမက်ဆလဲကိုအလေးနဲ့ထားပါတယ်မက်ဆလဲတွင်1ဘယ်မက်ဆလဲ2ညာမက်ဆလဲ3ဘယ်ညာမက်ဆလဲဟူ၍3မျိုးသုံးစားရှိပါတယ်အမျိုးသားမျိုးသမီးတို့ရဲ့မက်ဆလဲနာမည်အဟောတို့မှာ1ဘယ်မက်ဆလဲဘယ်ဘက်ရှင်ဘက်အော်တွေမှဲ့တယ်လုံးရင်တက်တဲ့တွေမှဲ့တယ်လုံးခါနာတွေမှဲ့တယ်လုံးဆွလဲတိုင်းတဲ့ကဲ့သို့ဖြစ်နေခြင်းကိုဘယ်မက်ဆလဲဟူ၍ခေါ်ပါတယ်ထို့သောမှတ်များရှိခဲ့ပါကငရေစင်ကဆင်းရဲစေကမှုကြီးလိုက်ရင်ချမ်းသာကြွယ်ဝတတ်ပါတယ်လူအများရဲ့ကြီးညိုလေးစားခြင်းလည်းခံရတတ်ပါတယ်အပူဇော်ခြင်းကိုလည်းခံရတတ်ပါတယ်ဇနီးမေယားနဲ့ဆွေမျိုးများပေါ်တွင်ဩစာညောင်းတတ်ပါတယ်အပြောဟောကောင်းရင်ထင်ရှားကြော်ကြားတတ်ပါတယ်ဝါသနာပါ၍တိတ်တီလိုက်ကိုလိုက်စားခဲ့လျင်ပေါက်မြောက်အောင်မြင်နိုင်ပါတယ်အမျိုးသမီးဖြစ်လျင်ကရုံမယာဖြစ်တတ်ပါတယ်ငတ်ပြခြင်းမရှိပစ္စည်းဥစ္စာတနာကြွယ်ဝချမ်းသာတတ်ပါတယ်နံပါတ်1ညာမဲ့စလေညာဘက်ရှင်အောင်တွေမှတ်တလုံးရင်တက်တဲ့တွေမှတ်တလုံးခါနာတွေမှတ်တလုံးဆွလဲတိုင်းတဲ့ကဲ့သို့ဖြစ်နေခြင်းကိုညာမဲ့စလေဟူ၍ခေါ်ပါတယ်ထို့သောမှများရှိခဲ့ပါကမူရမာယာများတတ်ပါတယ်ပြည့်ရဲ့ကျွဲဝါပြီးညဉ့်ညဉ့်များတတ်ပါတယ်လူများပေါ်၌ဩဇာညောင်းတတ်ပါတယ်အမျိုးသားဖြစ်လျင်တထေအမျိုးသမီးဖြစ်လျင်ကရုံမယာဖြစ်တတ်ပါတယ်ထင်ရှားကြော်ကြားတတ်ပါတယ်ငွေကြေးချမ်းသာကြွယ်ဝတတ်ပါတယ်အသက်ရကြီးကြီးချိန်တွင်ကျန်းမာရေးကိုအထူးဝိဆိုင်ပါအမျိုးသမီးကိုမဆိုလို့အမျိုးသားများဖြစ်နေရင်လေငန်းရောဂါရရှိတတ်ပါတယ်ဘယ်ညာမတ်စလဲဘယ်ညာမတ်စလဲတင်မဲ့တလုံးရင်တဲတဲ့တင်မဲ့တလုံးဘယ်ညာကားတွေမဲ့တလုံးစီရှိပါကဆွလွတ်နှစ်ထပ်တိုင်းထားတတ်ကဲ့သို့ဖြစ်နေခြင်းကိုဘယ်ညာမတ်စလဲဟူ၍ခေါ်ပါတယ်ထို့သောဘယ်ညာမတ်စလဲရှိသူမှာအလွန်ရှားပါတယ်ရင်ကဲ့သို့မှညာပါရှိခဲ့လေရင်လောကီချမ်းသာအဝဝပြီးပြည့်စုံတတ်ပါတယ်အလိုလိုက်အကြိုက်ဆောင်တတ်သောဇနီးမယားတို့မဟုတ်လင်ယောက်ျားကိုရရှိတတ်ပါတယ်ဂမ်ဘီယာတိတ်ပဝိဇာတရလောကီပညာရမြတ်ကိုဝါဒနာထုံး၍လိလာလိုက်စားကလေးအိမ်မြတ်ဘွား၌ပင်တိတ်ရစကန်ပြည့်မြတ်အောင်မြင်နိုင်ပါတယ်ရခေဘွားဟောက်ကမေဖြစ်ခဲ့သည်ဟုရှေ့ဆရာကြီးများကအဆုံးမရှိခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆရာဝင်းမြောင် channel လေးကိုအားပေးနေတဲ့ချစ်မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ရင်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအောင်ရဲ့ဟိတ်ပဲဖြစ်ပါတယ်ခင်ဗျာ